ကိုမျိုးလောက်တမတဲ့နော်မအားလာတောက်တိုင်မအားလာခွေမအားလာရဲ့လူကိုရဲ့လူလို့တမတဲ့အတွက်ကြောင့် PDF တွေအလကားတည်တယ်ပြည်သူလူထုလူပေးတဲ့ငွေလဲအလကားကုန်တယ်တော်လန်ရဲ့တက်လဲအလကားအချင်းကုန်တယ်အကျိုးလည်းမရှိမင်းတို့သင်ခန်းစာရသင့်ပြီမင်းတို့နောင်တရသင့်ပြီဒီຫນွေဦးတော်လန်ရေးကအမျိုးသားတော်လန်ရေးမဟုတ်ဘူးပြည်တော်စုတော်လန်ရေးနေတော့တိုင်းလေပါလေပဲနေတော့တိုင်းလေသေးလေပဲနေတော့ဖွေးလေပြာကြလေပဲဒါပေမဲ့ဘာအောင်မြင်မှုမှမရဘူးငါပြောထားမယ်အဲ့ဒါဘသူအပြင်းမမဟုတ်မင်းတို့ကိုယ်တိုင်မင်းတို့အပြင်းတော့ကောင်းဆောင်ပိုင်းမှာတည်တာမဟုတ်ဘူးငါတို့ PDF တွေတည်နေရတာငါတို့ကရင်စစ်သားတေးလေးတွေတည်နေရတာစိအခုမြဝတီနာကနေပြီအခုအာဆန်းလမ်းမှာဆိုလို့ရှိရင်အစေဝါတို့လည်းပြောက်ဟုတ်ပြီဘယ်ကိုပြေးလာတယ်မသိတော့ဘူးအခုဖူးကြော်တဲ့တို့တစ်ခွက်ပဲကြံတော့တယ်နော်လူဟောင်းတွေပဲကြံတော့တယ်တချို့လူငယ်တွေကကြောက်လန့်လို့ပြေးကုန်ပြီသိလား KNU အနေနဲ့မပြတ်သားသင့်သေးဘူးလားဖိအားပေးရတော့မယ်မရတော့ဘူးဒီ2025ကအစိုးအဖြတ်ပင်ဒီ energy လက်အခန့်ကလေးတချို့ဆိုကြောက်လိုက်တဲ့ကရင်အချင်းချင်းပြဿနာတက်တဲ့ကရင်အချင်းချင်းဟိုတစ္ဆာဖောကြတဲ့သူတို့အကြညတော့သူတို့သိမှာဆိုတော့တချို့ကလေးတွေပြေးကုန်ပြီသိလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ BGF စောချစ်သူတစ္ဆာဖောက်လို့ကရင်ပြည်နယ်က PDF တွေအသေးများနေတဲ့အကြောင်းကရင်မကြီးဖော်ထုတ်လာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာစီစီပဲနော်ဒီ KNU နိုင်ငံရေးအုပ်စုခေါင်းကြီးပန်းတွေကစောချစ်သူရဲ့ကြေးကိုစားထားတဲ့စောချစ်သူရဲ့ငွေကိုမျိုးစွတ်ထားတဲ့အတွက်ကြောင့်မလို့နော်သူတို့ကစောချစ်သူကိုလုံးဝမလုံဆိုင်နိုင်ဘူးနော်အစားရတဲ့ကျွန်မအမြင်နဲ့ပြောတယ်နော်ကျွန်မ BGS ဆိုကျွန်မဘယ်တော့မှမထောက်ခံဘူးနော် NCA ကြားဖြတ်ဆိုတော့ကျွန်မဘယ်တော့မှမထောက်ခံဘူးနော်ဒါကြောင့်မလို့ကျမတို့ရဲ့ဒီ KTL တွေစစ်ဦးစီးချုပ်နောက်ဗိုလ်ချုပ်နန္ဒာများမနေ့ကသူပွားကညောလိုမျိုးသူစကားလာပြောသွားတဲ့ဗီဒီယိုခလစ်တွေရှိတယ်ကျမတို့တိုင်းသားတချို့တွေကကရင်စကားနားမလဲတဲ့ခါကျတော့ကျမမြင်မှလိုမျိုးပြန်ပြီးမယ်နော်ကျမတို့ကရင်လူမျိုးတွေကဒီမင်းအောင်လိုက်အာနာတိုက်ပြီးတဲ့နောက်ပိုင်းမှာနော်ဗိုလ်ချုပ်နန္ဒာများသူ KTL ကောသူတွေတတ်မတော်သူအသက်ပြန်လာတွင်းပြီးတဲ့နောက်ပိုင်းကောသူတွေအစိုးရဂါပဲမဲ့အစိုးရကိုသူပြန်ဘာကြောင့်သူကဘာကျင်းညာပြီးတော့သူအသက်ပြန်လာတွင်းနေသူသိတယ်လေဒီ KNU နိုင်ငံရဲ့အုပ်စုတွေကထွက်ပေါက်မရှိတော့ဘူးနော်သူရဲ့ကရင်လူမျိုးတွေသူရဲ့ကောသူတွေပြည်နေလွတ်မြောက်ဖို့သူစ조사ပေးလို့မရတော့ဘူးနော်ဘာကြောင့်လဲဒီကောင်တွေက NCA သွားထိုးတဲ့သွားထိုးကြရထွက်ပေါက်ပိုက်ကုန်ပြီနော်လောကလှုပ်ဆောင်လို့မရဘူးနော်အဲ့ဒါကြောင့်ဗိုလ်ချုပ်နန္ဒာများကိုတယ်လေဘာကြောင့်သူကောသူလေတတ်မတော်ကိုသူပြန်လာပြီးတော့အသက်တွင်းနေဘာကြောင့် KNDO စစ်ဦးစီးချုပ်တွေဒီဖာခေါင်းဆောင်အုပ်စုတွေကရည်ရွယ်ချက်ရှိရှိနဲ့သူ့ကိုကန်ထုတ်လဲအဖေအစစ်စစ်မဲ့အခုလက်ရှိကျွန်တော်တို့ KNU ခေါင်းဆောင်တွေကြည့်လိုက်စာလည်းမတက်ပေးလည်းမတက်နော်ဟိုအစ်စ်တရားလည်းမရှိအဆက်တရားလည်းမရှိနော်တန်းပြီးလူမျိုးတွေကိုရောင်းစားခိုးစားသူတို့မိသားစုကိုကြိုးစီးပွားပဲသူတို့နှမျောတယ်သူတို့ပြည်သူလူထုဒုက္ခရောက်တာနော်ဟိုပြေးလွှားနေရတာသိနေရတာသူတို့ခရီးမဆိုင်ဘူးသူတို့ရဲ့မိသားစုကိုကြိုးချမ်းသာရင်ပြီးတာပဲနော်အဲ့တော့လွန်ခဲ့တဲ့ဒီတနည်းနဲ့ကြောက်မှလည်းအမြဲတမ်းကျွန်မလမ်းပေါ်မှာပြောတယ် KNU အုပ်စုတွေနော် KNU NCA အုပ်စုတွေတကယ်လို့အာနာစင်အပြတ်တတ်မယ်ဆိုလို့ရှိရင်စစ်ပြေဆောင်အတွက်သူတို့ are you ready သူတို့လုပ်ပေးရမယ်နော်ဘာဖြစ်လို့ကရင်ပြည်နယ်မှာတမ6တမ9ဆိုတာနည်းမြစ်တဲ့အများကြီးပဲနော်စစ်တားတော့မယ်စစ်မျက်နှာဖွင့်တော့မယ်ဆိုလို့ရှိရင်အဓိကစစ်ပြေဆောင်အတွက်ကျွန်မတို့ကလုံဘယ်လဲဟိုလူမြောက်တဲ့နေမြေကိုကျွန်မတို့အစင်သိပြင်ထားရမယ်နော်ပြည်သူလူထုကိုလာပြီးတော့ဒုက္ခပေးဖို့မစင်စားနဲ့နော်မီဒီယာသမားတွေသူတို့ top ပို့တွေကိုစစ်ပြေဆောင်အတွက်အလူခံတာမျိုးတို့နော်စစ်ပြေဆောင်ဆိုတာလေကျွန်မပြောတယ်နော်တကယ်လို့ဒီ KNU ခေါင်းဆောင်တွေတကယ်စစ်တတ်မယ် KNU ခေါင်းဆောင်တွေတကယ်အာနာစင်ကိုပြတ်တတ်မယ်ဆိုလို့ရှိရင်စစ်ပြေဆောင်သူတို့တာဝန်ယူရမယ်နော်သူတို့တာဝန်ယူရမယ်သူတို့ထောက်ခံနေတဲ့ဒီ KNU ဒီ top ပို့အုပ်စုတွေကိုစစ်ပြေဆောင်အသက်ပါအသက်သူတို့အော်ကြမလို့ဘာကြောင့်ဆိုကျွန်တော်တို့ဒီ KNA တတ်မတော်မှာပဲကုညီKTLA တတ်မတော်မှာပဲကုညီစစ်ပြေဆောင်ဆိုတာဒီလက်နက်ကန်ရဲ့အနီးနားမှာပဲအမြဲတမ်းနေနေတယ်နော်ဒါကြောင့်မို့ဒီတော်လိုင်းရဲ့အဖွဲ့အစည်းရဲ့အနီးနားမှာပဲနေနေတဲ့အတွက်ကြောင့်မို့စစ်ပြေဆောင်ဆိုတာလဲတော်လိုင်းရဲ့အဖွဲ့အစည်းတွေလည်းသူတို့ကိုကာကွယ်ပေးနေရတယ်နော်ဒါကြောင့်ကျွန်တော်တို့တခါတလေကုညီပေးလိုက်တဲ့ KNA ပဲအဖွဲ့အစည်းပဲဖြစ် KTLA ပဲအဖွဲ့အစည်းပဲဖြစ်သူတို့တွေလည်းနော်ဟိုအစာအသောက်တွေနော်အများကြီးစစ်တယ်ဆိုသူတို့လည်းစစ်ပြေဆောင်တော်လူရတာပဲစစ်ပြေဆောင်သူတို့တော့ကုညီရတာပဲနော်ဒါကြောင့်မို့သူတို့ဒီ KNU တွေတော်လိုင်းရဲ့လောက်တော့မှသူတို့စစ်ပြေဆောင်အတွက်ဟိုသူတို့လူပြင်းနေရပြီဒီလိုပြင်းနေသူတို့ထောက်ပို့တွေအော်တယ်အလူတွေခန့်တယ်တကယ်တော့အဒီတော်လိုင်းရဲ့ကိုသူတို့အားနေအောင်သူတို့တဖြည်းဖြည်းသူတို့လောက်သွားတာဒါမှပြည်သူလူထုတွေကမသိဘူးပြည်သူလူထုသိတာလားငါတို့လက်နက်ကန်တွေကိုတွားကုညီလို့ရှိရင်ငရဲကြီးမဲ့စစ်ပြေဆောင်တွားကုညီလို့ရှိရင်ဟိုဘယ်လိုပြောမလဲဟိုကုသိုလ်ရမယ်တကယ်တော့လေစစ်ပြေဆောင်နဲ့လက်နက်ကန်လာတဲ့လူတွေကျွန်တော်တို့တွားကုညီလို့ရှိရင်လက်နက်ကန်လာတဲ့လူတွေကိုကျွန်တော်တို့တွားကုညီတာပို့ပြီးတော့အကျိုးရှိတယ်ဘာဖြစ်ဆိုကျွန်တော်တို့ရဲ့တော်လိုင်းရဲ့အဖွဲ့အစည်းတန်းဒီအာနာစင်ကျွန်တော်တို့ရဲ့ဘုံရန်သူမေးလို့မင်းအွန်လိုင်းမိတ်ဆာတက်ကိုနော်ရတဲ့လက်နက်နဲ့သူတို့ကတော်လိုင်းညာကျွန်တော်တို့စစ်ပြေဆောင်တွေကပြေးနေတဲ့အချိန်မှာကျွန်တော်တို့လက်နက်ကန်သမားတွေလည်းသူတို့ကုညီရတာပဲလေနော်ကုညီရတယ်နော်ကျွန်တော်တို့ရဲ့ဒီတကယ်ပြည်နယ်ခေါင်းဆောင်တွေကောင်းခဲ့မယ်ဆိုစစ်ပြေဆောင်ဆိုတာဒုက္ခရောက်ကြမလို့ဘူးနော်စစ်ပြေဆောင်ဆိုတာလည်းဟိုဒီလိုမျိုးပတ်ဆက်ပြေးပြီးတော့ငိုကြွေးစရာမလိုဘူးဘာဖြစ်ပြည်နယ်ခေါင်းဆောင်စောက်တော့မကြလို့ပြည်နယ်ခေါင်းဆောင်ကနော်တော်လိုင်းရေးကိုအလေးအနက်မထားလို့နော်သူတို့ပြည်သူလူထုပြေးပဲဆိုသူတို့မိသားစုကသာရပြီးတော့ချမ်းသာပြီးတော့စောက်ကြီးစောက်ကြွဲကျဲတွေလုံနေကြတာလေဟုတ်လားဒါကြောင့်မလို့ဟိုအရင်တော့လုံခဲ့တဲ့နော်ဒီစတဲ့ဆောင်ကတော့ကျွန်မကျတော့အမြင်နဲ့တိုင်ခဲ့တယ်ဘာဖြစ်လို့ဆိုကျွန်မတော်လိုင်းရ2021ကကျွန်မစလုံးလာတဲ့တော်လိုင်းရကျွန်မဆိုလို့ရှိရင်2021ကဒီ BGF NCA ကျော်နီတော်နီတို့ကျွန်မအမြဲတမ်းဝေဖန်တယ်ကျွန်မကိုယ်တိုင်ကနော်ကိုယ်ပိုင်အုံနောက်စီးတဲ့ကိုယ်ပိုင်ရဲ့အញ្ញံပညာနဲ့ကိုကတော်လိုင်းရဝင်လာတယ်ဘယ်သူမှခန်းတာတော့ဘယ်သူမှလာတော့ဟိုတင်ပေးဒီတင်ပေးစရာမလိုနော်ကိုယ်တိုင်းလည်းသူများနိုင်ငံမှာအလုံးလာလို့တယ်ကိုတာဒီလူမျိုးလူမျိုးမို့အတွက်အမှန်တရားကိုအမှန်တရားတိုင်းချပြတယ်ချီမမကောင်းချီမ
ဖြတ်လက်မကောက်လက်မဖြတ်ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်အင်အားကြီးတာလားပတ်စံညာတာလားရုပ်ချောတာလားပညာတတ်တာကျွန်တော်တို့စောက်ခုစားကြမလို့နော်လူတန်းဆိုတာစာမတတ်ပိမတတ်မလဲသူ့ရဲ့ဉာဏ်ပညာနဲ့သူ့ပါရမီနဲ့သူလူတန်းမှာပါလာတာပဲနော်ဒါကြောင့်ဒီလူကစာမတတ်လို့ပိမတတ်လို့လဲစောက်အထိမသိနဲ့ဒီလူကချမ်းသာတဲ့စာတတ်ပိတတ်တယ်ဆိုတော့စောက်အထိမကြည့်နဲ့တချို့လူတွေကစာတတ်ပိတတ်ပြီးကိုယ်ပံအုံနောက်မပါကြဘူးအများကြီးပဲကိုယ်ပံအသိတရားအမြင်မကျတဲ့လူတွေအများကြီးပဲနော်ဒါကြောင့်ဒီအတန်းပေးတဲ့သင်ခန်းစာနဲ့ဘဝပေးတဲ့သင်ခန်းစာလေဘဝပေးတဲ့သင်ခန်းစာပို့ပြီးတော့ထက်မြတယ်ပို့ပြီးတော့ဟိုအကျိုးရှိတယ်နော်ဒါကြောင့်အခုဒီ2017မှာတော်လာရင်လုံးနေတဲ့နိုင်ငံရေးခေါင်းဆောင်တွေကြီးလိုက်နော်တကောင်မှစောက်တော့မကြောက်စတတ်တဲ့ပေတတ်တဲ့နော်ဟိုပညာတော့တတ်တဲ့ကိုယ်ပံအရေးချင်းမရှိဘူးကိုယ်ပံအုံနောက်မရှိဘူး